အမင်ကရဆုံးလူတွေထဲမှာဒီစတာလုံးနဲ့ပါတယ်ဒါမဲ့ကြာလာလေသူပြောတဲ့စကားတွေဟာတစ်ဖက်မှာယူးကြောင်ကြောင်ပေါ်တော်ဖြစ်လို့ထင်ရတယ်ဆိုပေမဲ့အမှန်တရားတွေပြောတယ်သူကလေအားကြောင့်နောက်ပိုင်းကျတော့သူပြောတဲ့ဟာတွေဝင်ငှတဲ့ဟာတွေကျွန်တော်အမြဲလုံးနားထောင်မိတယ်ဆိုကြည့်ကြအောင် တရားပွဲတွေအမတန်များတဲ့တိုင်းပြီဒီတိုင်းပြီလောက်တရားမရှိတဲ့လူတွေများတာလည်းမရှိဘူးကျွန်တော်အဲ့ဒါကိုသိပြီးလာပြီ တဲ့ ကျွန်တော်အဲ့ဒါကိုသိပြီးလာပြီခမရလေတရားပွဲယာတီမှာဘုန်းကြီးတွေကအဲ့ဒီယာတီကြရင်ဘုန်းကြီးတွေကပြုံးပြောနေရမဟုတ်လားတပွဲကိုသိန်း100 200နာမည်ချင်းကြီးတော့ရနေရမဟုတ်လားဘာလုံးမလို့ဘုန်းကြီးအဲ့ပစံတွေဘာလုံးမလို့ဘာလုံးမလို့အဝါကိုရွှေကုတ်မလို့စိန်ခေါ်လီထဲမလို့လား တော့လည်းများတော့ဒါတော့လည်းများတော့ အဲ့သိန်းရနဲ့ချီတယ်ဟာဘာလို့လဲဒုက္ခတဲ့စကားဘာလို့လာလားဘုန်းကြီးတပါဒုက္ခတဲ့စကားကိုသိန်းရနဲ့ချီပြီးလှူတယ်လို့ကြားဘူးလားကြားဘူးလားခင်ဗျားတို့တစ်သက်လုံးတစ်ဘဝလုံးမှာဘုန်းကြီးကသိန်းရနဲ့ထောင်နဲ့ချီပြီးဒုက္ခရောက်နေတဲ့လူတွေကိုကူတယ်လို့ကြားဘူးလား Let me see your fucking comment please ပြောရလေအများပိုင်းတော့မှန်ပါတယ်ဒါပေမဲ့ဒီဖက်နဲ့ရိုင်းတော့တာတော့ရှိတာပေါ့လေနော်ဆိုလို့ရှိရင်ကျွန်တော်လူတွေအထီးဆုံးတစ်ချက်အတားပဲဖျားတရားပွဲအများဆုံးအတုတ်တိုင်းပြီပဲတဲ့ဒါပေမဲ့တရားတွေကိုမပေါက်တာတဲ့တုတ်လူတွေပဲအလူဒါနတွေအများဆုံးလည်းဒီတိုင်းပြီပဲဒါပေမဲ့အစင်းရဲဆုံးလည်းဒီတိုင်းပြီပဲတဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တရားဓမ္မကိုယ့်ရဲ့ယုံကြည်မှုတွေဟာပြတာဖို့လောက်ပြဖို့ရလို့အသက်ရှင်ကြတယ်ကိုယ့်ရဲ့ယုံကြည်ကိုးကွယ်မှုဆိုတာတကယ်ကျင့်ဖို့အတ္တတာမှာကျင့်ပြီးပြတာဖို့ဖြစ်တယ်ဒါပဲအဓိကကြတော့လေအဲကြောင့်မို့နော်ဟိုမတောက်တခေါင်းနဲ့လေနေဘာနာမည်လေးကြီးလာပဲငကမကြီးလေးဘယ်ဒီနေဘာညာလဲဟောကင်းနေငါနဲ့စာတော့ဟောကင်းတောက်တယ်ဘာညာလောက်လာတယ်ဆိုရင်လူတွေကလူကြတာအလူဒါနအရန်ကောင်းတယ်ပေါ့အရန်ကြီးတယ်ပေါ့ဒါပေမဲ့စင်ရင်နေတယ်ကိုယ့်ရဲ့ယုံကြည်မှုဆိုတာကျင့်ရမယ့်အရာဖြစ်ပါတယ်ဆိုတာပါပဲ thank you ပါ တရားပွဲတွေအမတန်များတဲ့တိုင်းပြီဒီတိုင်းပြီလောက်တရားမရှိတဲ့လူတွေများတာလည်းမရှိဘူးကျွန်တော်အဲ့ဒါကိုသိပြီးလာပြီကျွန်တော်အဲ့ဒါကိုသိပြီးလာပြီခမရလေတရားပွဲယာတီမှာဘုန်းကြီးတွေကအဲ့ဒီယာတီကြရင်ဘုန်းကြီးတွေကပြုံးပြောနေရမဟုတ်လားတပွဲကိုသိန်း100 200နာမည်ချင်းကြီးတော့ရနေရမဟုတ်လားဘာလုံးမလို့ဘုန်းကြီးအဲ့ပစံတွေဘာလုံးမလို့ဘာလုံးမလို့အဝါကိုရွှေကုတ်မလို့လားစိန်ခေါ်လီထဲမလို့လားဟမ်အဲ့သိန်းရနဲ့ချီတယ်ဟာဘာလို့လဲဒုက္ခတဲ့စကားဘာလို့လာဘုန်းကြီးတပါဒုက္ခတဲ့စကားကိုသိန်းရနဲ့ချီပြီးလှူတယ်လို့ကြားဘူးလားကြားဘူးလားခင်ဗျားတို့တစ်သက်လုံးတစ်ဘဝလုံးမှာဘုန်းကြီးကသိန်းရနဲ့ထောင်နဲ့ချီပြီးဒုက္ခရောက်နေတဲ့လူတွေကိုကူတယ်လို့ကြားဘူးလား Let me see your fucking comment please